皆さんこんにちは。ဒီနေ့ကတော့ hotel ပညာဒါနဗီဒီယို day 26ပဲဖြစ်ပါတယ်။အမှန်ကတော့ဒီနေ့ကhotel interview မေးခွန်းနေတင်ပေးရမယ်နေပေါ့နော်။ဒါပေမဲ့နည်းနည်းရှုပ်နေလို့ interview မေးခွန်းတွေကမစီရသေးတော့လေ။အားကြောင့်ဒီနေ့စောင့်နေတဲ့သူလည်းရှိနိုင်မယ်ထင်လို့ဒီကတင်လိုက်တယ်ပေါ့နော်။ interview မေးခွန်းကတော့မနေ့ပြန်မှတင်ပေးပါမယ်ရှင်။အဲ့တော့ဒီနေ့ကျတော့ဗာတွေတင်ရမှာလဲဆိုတော့တကယ်လို့ပေါ့နော်ဒီကိုလုံနေတဲ့နေရာမှာcustomer ကတခုခုယောဂလက္ခဏာတွေပြလာတဲ့အချိန်ကြလို့ရှိရင်ဘာလုပ်ရမလဲအဲ့လိုမျိုးဆိုတဲ့ဟာတွေကိုဖြည့်ရှင်းပုံဖြည့်ရှင်းပြီးပေါ့နော်တိုင်းဟိုတွေအဲ့ဒါနဲ့ပတ်သက်တာတွေတင်ပြီးတင်ရမှာဖြစ်ပါတယ်။တိုင်းချိုဆိုတာကခန္ဓာကိုယ်ဖူလျောရှာဆိုတာကမကောင်းတဲ့ပေါ့နော်ခန္ဓာကိုယ်အခြေအနေမကောင်းတာကတဲ့ဟာစိတ်ရှိတာဖြစ်ပေါ်လာတဲ့ဘာအိုင်းတော့အခြေအနေမှာဆိုလို့ရှိရင်တိုင်းအိုဆိုတာကဆောင်ရွက်မှုဖြစ်ရှင်းမှုတွေဖြစ်ပါတယ်တဲ့ခန္ဓာကိုယ်အခြေအနေမကောင်းမှုဖြစ်ပေါ်တဲ့အချိန်အခါမှာလုပ်ပေးရမယ့်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုတယ်လူတွေဟိုတယ်မှာဆိုလို့ရှိရင်တဲ့ဂန်အင်းကဟိုတယ်လူနီအိုဤတယ်မို့ဂန်အင်းကဟိုတယ်လူနီအတယ်မို့နောက်တယ်မို့ဆိုတာကဒီအကြောင်းအရာကဟိုတယ်ကြောက်ပဲဖြစ်ဟိုတယ်နဲ့မပတ်သက်ပဲသူ့ဟာတာသူဖြစ်တာပဲဖြစ်ပေါ့နော်တိုးတိုးစမ်းရုပ်တဲ့ရဲ့တဲ့အိုကျာကူဆာမာကဧည့်သည်ကတိုင်းချိုဆိုတာကခန္ဓာကိုယ်အခြေအနေကိုကုစုတိုကီကအာရီမဆိုတာကမကောင်းတဲ့အခြေအနေတွေဖြစ်ပါတယ်တဲ့မကောင်းတဲ့အခြေအနေတွေဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်ဘိုင်းနီယောတဲ့ဝအခြေအနေပေါ်မူတည်ပြီးတော့အိုကျာကူဆာမာနော်ဒီဧည့်သည်ရဲ့ပေါ့နော်စိတ်မေနီခခစိတ်မေနီခခစိတ်မေနီခခဝါရုတိုကီမိုအာရီမတ်နော်တဲ့အသက်အန္တရာယ်ရှိတဲ့အခြေအနေလည်းရှိလာနိုင်တာမို့လို့တဲ့။အိုချီစွိတဲ့စိတ်ငြိမ်ထားပြီးတော့ပေါ့နော်။တက်ခီစေဆနာဆိုတာကတင့်လျော်တဲ့တိုင်းအိုးဆောင်ရွက်မှုတွေကိုကိုကိုရောကခဲမရှောဆိုတာကဒီပေါ့နော်စိတ်ရောကိုပါလိုက်ပြီးတော့ဆောင်ရွက်ကြရအောင်ပါတဲ့။အဲ့တော့ဒီမှာကြီးရိတ်တော့ဥမနာတိုင်းအိုဟိုပေါ့နော်ကြီးရိတ်ဥပမာနဲ့တိုင်းဥမနာတိုင်းအိုဟိုဆိုတာကဖြည့်ရှင်းနေတယ်ပေါ့နော်အဲ့တော့ဒီမှာဘာရှိမလဲဆိုတော့ကရှောကြောဆိုတာကယောဂလက္ခဏာနောက်ကကျတော့ဥမနာတိုင်းရှောဟိုဆိုတာကပုံမှန်ပေါ့နော်ဖြည့်ရှင်းနေအရေးကြီးဖြည့်ရှင်းနေတယ်အဲ့တော့ပထမတစ်ခုကဘာလဲဆိုတော့ကခီပုံးကဝါရီဆိုတာကဂမှုရာတို့နေတိတ်နေမကောင်းဖြစ်တဲ့အခြေအနေအဲ့လိုမျိုးပြောချင်တာပေါ့နော်အဲ့တော့အဲ့ချိန်မှာဘယ်လိုဖြည့်ရှင်းရမလဲကို customer တယောက်ကအဲ့လိုဖြစ်နေတဲ့အချိန်ကျရင်ဘယ်လိုဖြည့်ရှင်းပေးရမလဲဆိုတော့တဲ့မီဆူကိုရေကိုတေခေါရှိပေါ့နော်ရေကိုပေးပြီးတော့ရှီဆူကနိယာဆုမေရုဘာရှောကအဲ့ဒါတိတ်စိတ်နဲ့နားလို့ရတဲ့နေရာရှိလို့ရှိရင်အန်နာရှိမတ်လိုင်းညွှန်ပေးပါမယ်တဲ့နောက်တစ်ခုကတိုးကြီးလေးကိုအန်နာရှိမတ်နာတို့ပေါ့နော်တိုးကြီးလေးဒီအင်တာဘတ်တို့ဘာလို့ပေါ့နော်တန့်စင်ခန်းတို့ဘာလို့ပေါ့အဲ့ဘတ်တွေဘာတွေကိုလိုင်းညွှန်ပေးတာအစရှိသဖြင့်အဲ့လိုလုပ်ပေးပါမယ်တဲ့နောက်တစ်ခုကကြတော့အုတ်တော်စုလို့ဆိုတာကအန်နာပေါ့နော်အဲ့နဲ့အချိန်ကြာလို့ရှိရင်မိစုကိုတေကျော်ရှိရေကိုပေးမယ်။ Okay ကိုဆောင်မကဧည့်သည်ကယောဂရဲတဲဤတယ်ပါဆိုညစ်ပတ်သွားတာအန်လိုက်လို့ရှိရင်ညစ်ပတ်သွားတဲ့အချိန်ကြာလို့ရှိရင်ခီတဲကြီးနာတန်ရှင်းတဲ့တာဝလူမို့တေကျော်ရှိမှဆိုတာကတန်ရှင်းတဲ့တာဝဒီလက်တော့ပေါ်ပါလေလေကန်ပေးရပါမယ်ပေါ့နော်။အိုတိုဘူဆဆိုတာကအန်ဘတ်အိုတိုဘူဆကိုအန်ဘတ်တွေကိုတဲ့နော်ရှော်ရီဆူရူတိုကီရှင်းတဲ့အချိန်ကြာလို့ရှိရင်အိုယီလူစုကဤတို့ခါနိုစိမို့အာရုတမယ်ဒီ virus ပိုးတွေဘာတွေလဲရှိနိုင်တဲ့အတွက်ကြောင့်မို့လို့တဲ့ဆန်ယောနော်ဒုံငုဆိုတာကအထူးတည်တတ်လောက်ထားတဲ့ဒီပစ္စည်းကိရိယာတွေပေါ့နော်အဲ့ဒါတွေကဘာတွေလဲဆိုတော့ apple run ဆိုတာကဒီရှေ့ကနေခါစီလေအဲ့ဟာကိုပြောတာနောက်တစ်ခုကကြတော့တက်ပုကူရောဆိုတာကလက်အိနောက်တစ်ခုကကြတော့ zokingဆိုတာအဝတ်တို့ဘာတို့ပေါ့နော်နာတော့အစရှိတဲ့ပြင်အဲ့ဒါတွေကိုသူကပြောတာနော်တဲ့အဲ့ဒါတွေနဲ့တဲ့စိတ်ဆိုရှိပေါ့နော်တန်ရှင်းလုပ်ပြီးတော့ cycle ကနောက်ဆုံးမှဆိုရင်နော် short တုကူရှိမစနာတို့ဆိုပို့တတ်တယ်ပေါ့နော် ambed တွေဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့လှုပ်ဆက်ရှိရည်လုပ်ပြီးသွားလို့ရှိရင်ပို့တက်စီတွေဘာတွေပြန်ရပါမယ်တဲ့ဒီမှာ star ပုံစံနဲ့ပြထားတယ်ပေါ့နော် osake wo nonde ဆိုတာကအရက်ကိုတောက်ပြီးတော့အိုးတိုစတာဘာအိုင်ဝအန်နဲ့အချိန်ကြာလို့ရှိရင်နော် nosuki mas မလုပ်ပြီးဟိုမဖြစ်ဘူးပေါ့နော်မပါဝင်ဘူးအဲ့အန်နဲ့ sorry အရက်တောက်ပြီးအန်နဲ့ဟာတွေအတွက်ကတော့မပါဝင်ပါဘူးတဲ့နောက်တစ်ခုကကြတော့နော်တိုဆိုလဲချောင်းဒါပေမဲ့တော့စားစရာကိုစမာရာဆဲလူဆိုတာကနေနေတဲ့အချိန်စားစရာလေဘင်းမှာလေချောင်းမှာနေနေတဲ့အချိန်ကြာလို့ရှိရင်ပေါ့နော်အဲ့လိုအချိန်ကြာလို့ရှိရင်ねစက်ကီကတက်ကီလူဂျောတိုင်းတဲ့အရပါဆိုတာကချောင်းဆိုးနိုင်တဲ့အခြေအနေဆိုရင်တော့စက်ကီကိုစာဆဲမှာပေါ့နော်ချောင်းဆိုးခိုင်းမယ်နောက်တစ်ခုကကြတော့စေနာကာနောခန်းကိုဟိုနေဖူကင်းဟုတ်တယ်နော် sorry ရတယ်ခန်းကောဟိုနေဖူကင်းစေနာကာနောခန်းကောဟိုနေဖူကင်းဆိုတာကဒီကြောကုန်းမှာလေလက်ဖြန်နှစ်ခုကြားအဲ့ဟာပြောချင်တာလက်ဖြန်နှစ်ခုကြားကိုဆွေရောကုဆိုတာကအပြင်းနဲ့စူပါယာကုဆိုတာကအပြင်းနဲ့မြန်လေးခက်မြန်လေးပေါ့နော်ယွန်းခါတာဂေါခါကြီးတာတာကီမဆိုတာက4ချိန်5ချိန်လောက်ကြောကုန်းလက်ဖြန်နှစ်ခုကြားကိုပေါ့နော်မြန်ခက်မြန်လေးနဲ့နည်းနည်းအပြင်းလေးနဲ့4-5ချက်လောက်ပုတ်လိုက်ပါမယ်တဲ့စမတာတာပဲမနောကတိုရဲနိုင်စမတာတာပဲမနောကတိုရဲနိုင်ပါအိုင်ဆိုတာကနေနေတဲ့စားစရာကပေါ့နော်နေနေတဲ့ဒီလေချောင်းထဲမှာရှိနေတဲ့ဟာကတဲ့ထွက်မလာလို့ရှိရင်ပေါ့နော်ထွက်မလာလို့ရှိရင်အီရှိကီဆိုတာကဒီအတိစိတ်ကိုပြောတာနော်ဒီအတိစိတ်ကတဲ့ဥစိနာ
ဥရှိနာတက်ဤလို့ဆိုတာကပျောက်သွားတယ်ဆိုအတိစိတ်ပျောက်သွားဆိုတတိလစ်သွားတယ်ပေါ့နော်ဘာရင်ကအဲ့လိုမျိုးအချိန်ကြာလို့ရှိရင်စုပွင့်နေချက်ချင်းပဲ QQ ရှာလို့ဆိုတာကအရေးပေါ်ကားကိုယော်ဘီမတ်နာတော့ပေါ့နော်အရေးပေါ်ကားကိုခေါ်တာလို့ပါလို့လုပ်ပေးရပါမယ်တဲ့နောက်ထပ်တစ်ခုနောက်ကကြတော့အာလေလူကီဟန်နိုကိုရှိမယ်ဆိုအာလေလူကီအလက်ဂျစ်ပေါ့နော်အလက်ဂျစ်ဖြစ်တဲ့အချိန်ကြာလို့ရှိရင်တဲ့အဲ့တော့အလက်ဂျစ်ဖြစ်တဲ့အချိန်ကြာလို့ရှိရင်ဟီဖူကပေါ့နော်အရေးပြားကအကကုနာတို့ဆိုတာကအနီရောင်နှီးမြန်းလာတာတို့နောက်ကကျတော့ဂျင်းမရှင်ဆိုတာကအဆက်အပြောက်မှာအင်းပြင်ထားလာတာဂျင်းမရှင်ကဟာဆေးစရုနာတို့ပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အချိန်ကြာလို့ရှိရင်နော်မီစုကိုတေခေါ်ရှိရေကိုအရင်ပေးမယ်ရှီစုကနေယာစုမေရူပါဆောကအဲ့လေပါဒီတေဆက်နဲ့နေရတဲ့အစဉ်ပြေတဲ့နေရာရှိလို့ရှိရင် NHMAS လိုင်းညွှန်ပေးပါမယ်တုကုနီအထူးသဖြင့်ပေါ့နော်ကောတုံမနော်ဘာဟိုကခလေးဖြစ်တဲ့အချိန်ကြာလို့ရှိရင်သူကဒီလူနာပေါ့နော်အလိုက်ချစ်ထားတဲ့လူနာခလေးဖြစ်တဲ့အချိန်ကြာလို့ရှိရင်နော်တဲ့ရှိပါရာကိုဟီတိုဒီနိရှိတယ်ဝါဤခဲမဆန်ခဏလေးတော့တယောက်တည်းလုံးဝမထားခဲ့ရဘူးပေါ့နော်မထားခဲ့ရပါဘူးတဲ့ခေါ်ကျူခွန်းနာဆိုအသက်ရှူချက်တာခေါ်ကျူခွန်းနာတို့အသက်ရှူချက်တဲ့အချိန်ကြာလို့ရှိရင်ဆိုယောဤအလဲလူကီဟန်နိုကိုရှိမယ်စတေးဤဘာရောအသက်ရှူတွေချက်ပြီးတော့အရန်ဒီအလိုက်ကြီးပြင်းထန်တဲ့အချိန်ကြာလို့ရှိရင်နော်တဲ့စကုနေချက်ချင်းပဲ QQ ရှာကိုဘာဖြစ်လဲအရေးပေါ်ကားကိုပါလေယော်ဘီမတ်နာတို့ပေါ့နော်ခေါ်တာတို့အစရှိတဲ့ပြင်အဲ့ဒီတော့လေဒီဟာနဲ့ပတ်သက်ပြီးတော့မေကိုမေးလို့ရတာကဒီလိုမျိုးအန္တရာယ်တွေဖြစ်ပေါ်တဲ့အချိန်ကြာလို့ရှိရင်ဘာလို့ပထမဆုံးဘာလို့လဲဆိုတော့အကုန်လုံးမှာပါတယ်နော်မီးစုကိုတေကျော်ရှိရေကိုအရင်ပေးရပါတယ်ဒီလိုယောဂအခြေအနေဖြစ်လာတဲ့အချိန်ကြာလို့ရှိရင်ပထမဆုံးဘာလို့လဲဆိုတော့ရေအရင်ပေးရတယ်ဒီမှာလည်းရေပေးတယ်မီးစုကိုတေကျော်ရှိနော်နောက်ဆုံးပြီးတော့နောက်တစ်ဆင့်အနေနဲ့ကဒီပါလေရှိစုကနေပေါ့နော်တိတ်ဆက်နဲ့နားနေလို့ရတဲ့နေရာရှိလို့ရှိရင်NHMASပေါ့နော်လိုက်ပြီးတော့ပို့ပေးပေါ့နော်အဲ့နေရာမှာသွားထားလို့ရှိရင်အဆင်ပြေတယ်အဲ့တော့သူကစာမမှာမေးလို့ရှိရင်ဒီယောဂအခြေအနေဖြစ်လို့ရှိရင်ပထမတော့အနေနဲ့ဘာလုပ်ပေးတင်လဲဘာလုပ်ရလဲဆိုတော့ကဒီရှေကိုပေါ့နော်မီစုကိုဘာဖြစ်လဲတေချိုရှိလောက်ရတာပါ